အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မက8နှစ်အရွယ်တသားမမီတို့ကစပြီးတော့လေ့ကျင့်ပေးလို့ရတဲ့ time capsule box လောက်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဒီလိုမျိုးလေ့ကျင့်သင်ကြားပေးခြင်းဟာကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာသိမှုပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုပိုင်းဆိုင်ရာတွေကိုမြင့်တင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆရာဆရာမများအနေနဲ့တော့၎င်းမိဘများအနေနဲ့ပဲဖြစ်ဖြစ်မိမိတို့ရဲ့သားသမီးကိုလေ့ကျင့်ပြထောင်ပေးနိုင်တဲ့အရာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျွန်မကဇလန်လေးတစ်ပုဒ်ကိုအသုံးပြုပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်ရှင်ဇလန်လေးရဲ့နာမည်ကိုတော့ mobile mat တစ်ပတ်လို့နာမည်ပေးထားပါတယ်ဒီဇလန်လေးမှာဆိုလို့ရှိရင်တော့တူဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်အဲ့ဒီကလေးမလေးဟာအမြဲတမ်း TikTok တွေ YouTube တွေကိုကြည့်ပြီးတော့ပဲအားတဲ့အချိန်တိုင်းအချိန်ကိုဖုန်းကိုသုံးပြီးတော့အချိန်သုံးလေးရှိတဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်သူဟာတနေ့မှာတော့ဒီနွေရာသီကျောင်းပိတ်ရောက်လာတဲ့အခါမှာသူ့ရဲ့မိသားစုကသူ့ဘာကြီးရှိရဲ့ရွာကိုအလဲသွားခဲ့တာပေါ့အဲ့တော့သူ့ရဲ့ဘာကြီးရှိရဲ့ရွာကိုရောက်တဲ့အခါမှာတော့အဲ့ဒီရွာဟာဖုန်းလိုင်းတွေလည်းမမေ့ဘူးအင်တာနက်လိုင်းသုံးလို့မရတဲ့နေရာတစ်ခုဖြစ်နေခဲ့တာပေါ့အဲ့ဒီလိုမျိုးဖုန်းအမြဲတမ်းကြည့်ပြီး TikTok အမြဲတမ်းသုံးနေတဲ့ကလေးတစ်ယောက်ဟာတူလေးဟာဖုန်းအင်တာနက်လိုင်းမရတဲ့အတွက်ကြောင့် TikTok တွေလည်းကြည့်လို့မရဘူး YouTube ကနေပြီးတော့ကာတွန်းကားတွေလည်းကြည့်လို့မရဘူးဆိုရင်တူလေးကဘယ်လိုခံစားနေရမလဲတကယ်လို့တသားမမီတို့သာတူလေးလိုမျိုးဆိုရင်ကိုတသားမမီတို့တွေဘယ်လိုခံစားရမလဲတို့တွေ့ကြည့်ကြရအောင်ဒီပုံမြင်လေးထဲမှာတော့တူလေးကအရန်ကိုပဲအပျော်ရွှင်မဲနဲ့စိတ်ညစ်နေတဲ့ကလေးလေးတစ်ယောက်ဖြစ်နေခဲ့တာပေါ့ဒါနဲ့ပဲသူ့မမေကသူ့ဘာကြီးရှိတဲ့ channel ကိုသူ့ကိုခေါ်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့သူကသူ့ဘာကြီးစိုက်ပျိုးနေတဲ့ channel မှာဆိုရင်သူကခွေးလေးတွေကြောင်လေးတွေကျင်းကန်လေးတွေနဲ့အတူသူဟာကစားခဲ့တယ်ဒါနောက်ပွင့်နေတဲ့ပတ်မင်လေးတွေကိုသူကလိုက်ပြီးကြည့်ရှုနေခဲ့တာပေါ့ဒီလိုနဲ့ပဲသူဟာအဲ့ဒီနေ့တစ်နေ့လုံးအဲ့ဒီ channel မှာပဲသူဟာပျော်ရွှင်စွာနဲ့ခွေးလေးတွေကြောင်လေးတွေနဲ့ကစားနေခဲ့တာပေါ့ညနေမှာတော့သူမေဟာ channel ကနေပြီးတော့လက်ဆက်တဲ့သီးနှံတွေကိုစုပ်ခုပ်ပြီးတော့ပြန်လာခဲ့ပြီးသူတို့ရဲ့ညစာကိုချက်ကျွေးခဲ့တာပေါ့အဲ့ဒီမှာလဲမိသားစုတွေစုံညီစွာနဲ့အားလုံးဟာပျော်ရွှင်စွာညစာကိုစားသုံးနေကြတယ်ပေါ့နောက်တစ်နေ့